အဲ့တော့ကိုကောင်းတာကိုသူများသွားပြောရင်အဲ့ဒါမုန်းစေးစားတော့တာပဲသူများမုန်းအောင်လုပ်တာနော်ဒါကြောင့်ဟိုတရားလေးတွေကလိုက်နိုင်ရင်တော်တော်ကောင်းတယ်သိလားအဲ့ဒါကိုကောင်းကြောင်းမပြောရင်သူများချစ်လိမ့်မယ်ဗျာသိကြတယ်ဗျာနော်တခါကြီးမိုက်မြဒါကြောင့်ကိုကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များမပြောပါနဲ့ကိုမကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များပြောဖို့ကြိုးစားပါလောကမှာတဲ့ရုပ်တဲ့လူတွေဟာစကားလုံးကနည်းနည်းတော့ယဉ်သိတယ်ဗျာဟုတ်လားကဲမကောင်းတဲ့လူတွေဟာလို့ပဲပြောကြပါစို့ဟုတ်လားမကောင်းတဲ့လူတွေဟာတဲ့စကားပြောလို့ရှိရင်ကိုကောင်းကြောင်းကြီးပြောတယ်တဲ့ကိုကောင်းကြောင်းကိုသူများမမေးဘဲနဲ့ပြောတာတဲ့မေးရင်တော့အခြေကြီးပြောတာတဲ့မဆုံးနိုင်တော့ဘူးကိုကောင်းကြောင်းနဲ့ကိုအတိုင်းဝိုင်းကောင်းကြောင်းပေါ့ဗျာကိုသားသမီးကိုမြေကိုဆွေမျိုးကိုကောင်းတာဆိုရင်တော့အကုန်ပြောတာပဲဟုတ်လားဒီအဲ့ဒါသူရုပ်ရဲ့လက္ခဏာတစ်မျိုးကိုမကောင်းကြောင်းကိုမမေးရင်တခွန်းမှမပြောဘူးမေးရင်တောင်မှမပြောခြင်းနဲ့နည်းနည်းပဲပြောတယ်တဲ့ကိုမကောင်းကြောင်းကြတော့ဟုတ်လားနောက်သူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောနေတာမေးမယ်ဆိုရင်တော့အဲ့ဒါအကျယ်ဝိထာတာချက်ပြီးတော့မဆုံးအောင်နားထောင်ပြီးတော့ဟုတ်လားသူများကောင်းကြောင်းကိုမေးတောင်သူသိမပြောနိုင်ဘူးဟုတ်မမေးရင်မပြောဘူးမေးမှနည်းနည်းပဲပြောတယ်သူများကောင်းကြောင်းမပြောနိုင်ဘူးအဲ့တော့အဲ့ဒါသူရုပ်ရဲ့လက္ခဏာတဲ့ဟုတ်လားကိုကောင်းကြောင်းကိုမမေးဘဲနဲ့ပြောတယ်မေးရင်တော့ဇဝဲမရှိကိုမကောင်းကြောင်းကိုမမေးရင်မပြောဘူးမေးမှနည်းနည်းဟုတ်လားသူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောရင်မေးရင်အကျယ်ကြီးပြောတယ်သူများကောင်းကြောင်းကိုမမေးရင်မပြောဘူးမေးရင်နည်းနည်းပဲပြောတယ်အဲ့ဒါပါလေသူရုပ်ရဲ့လက္ခဏာသူကောင်းရဲ့လက္ခဏာကြတော့အဲ့ဒါနဲ့ပြောင်းပြန်ကိုမကောင်းတာကိုမမေးဘဲနဲ့ပြောတယ်မေးလာရင်အကျယ်ကြီးပြောနိုင်တယ်ကိုကောင်းတာကိုမမေးရင်တခွန်းမှမပြောဘူးမေးလာတော့မှလကားပါကွာကိုကစိုင်ကော်လို့ခြုံမော်ရောက်တာပါရှော့ချတယ်ကိုကောင်းတာကိုမပြောခြင်းဟုတ်လားကိုကောင်းတာကိုအကျယ်ဝိထာတာချက်ပြီးတော့ပြောနေသေးသမျှသူကောင်းရဲ့အဆင့်ကိုမတက်နိုင်သေးဘူးဟုတ်လားဟုတ်တယ်အဲ့ဒီစကားလေးကိုဦးစင်းကစစ်ပေါက်စဉ်းစားကြည့်တယ်ဖះပြောသမျှအကုန်အမှန်ကြီးပဲဘယ်လိုစိတ်နဲ့ပြောတာလဲကိုကောင်းတာကိုပြောခြင်းနေသမျှအဲ့ဒီစိတ်ဟာကောင်းကိုမကောင်းဘူးကိုမကောင်းတာကိုဖုံးထားခြင်းသေးသမျှအဲ့ဒီစိတ်ဟာကောင်းကိုမကောင်းဘူးသူများမကောင်းတာကိုပြောနေခြင်းသေးသမျှအဲ့ဒီစိတ်ကောင်းကိုမကောင်းဘူးနော်သူကောင်းဆိုတာဒါကြောင့်သူများမကောင်းတာကိုမပြောခြင်းဘူးတနာတယ်နားလေတယ်မကောင်းတာဟာတဘာဝပဲလို့နားလေတယ်သူများကိုအပုတ်မချခြင်းဘူးဟုတ်လားသူများကောင်းတာကိုပြောနိုင်တယ်မုဒိတာဖြစ်နိုင်တယ်မလွယ်ဘူးဒကမာကြီးတွေတရားကလည်းမလွယ်ဘူးနဲ့ပဲဆုံးသွားတယ်ဗျာအားမရှိလိုက်တာဟုတ်လားဘာဖြစ်လို့ဆိုဦးဇင်းတို့လည်းဒီတိုင်းပဲနော်တတိနဲ့အုပ်နေရတယ်ဟုတ်လားပြောလိုက်ရင်သူများမကောင်းကြောင်းကြီးပဲနည်းနည်းလေတဲ့လူကတွယ်ဝိုက်ပြီးတော့ပြောတာအတဲ့လူကဒဲတို့ပြောတာဟုတ်လားကိုကောင်းကြောင်းကိုလည်းအဲ့ဒီတိုင်းပဲအဲ့ဒါအရင်ဒဲတို့ပြောတာအဲ့တော့ဦးဇင်းကစကားပြောရင်နည်းနည်းလေးကိုချင်းစာကြပါလို့တောင်ပြောခြင်းတယ်သူများကသူတို့ကောင်းတဲ့အကြောင်းတွေပြောနေနားထောင်ခြင်းလားဒီကမကြီးတွေနားထောင်ခြင်းလားအဲ့ဒီလူတွေကသူတို့ကောင်းကြောင်းသူသားသမီးတွေနိုင်ငံခြားမှာဘလို့တွေပညာတွေသင်ပြီးတော့ဘလို့တွေဟာပြောနေဆိုနားထောင်ခြင်းလားထောင်ခြင်းသလားမထောင်ခြင်းဘူးဗျသူများကောင်းတာကိုနားမထောင်ခြင်းတာပုထုသင်ရဲ့သဘာဝဟုတ်လားအဲ့ဒါကိုပဲအိတ်တာလို့ခေါ်တာမဟုတ်လားအိတ်တာဆိုတာသူများကောင်းတာကိုကြားကိုမကြားခြင်းတာမနာလိုဘူးဆိုတာအဲ့ဒါကိုပြောတာနာတာဆိုတာဘယ်ကနာတာနာကနာတာအခုတရားနာနေတာဘယ်ကနာနေတာအေးအဲ့ဒါဗမာစကားမနာလိုဘူးနားမထောင်လိုဘူးကောင်းတာဆိုကြားကိုမကြားခြင်းဘူးအဲ့ဒါပုထုဇဉ်ရဲ့ပင်ကိုယ်သဘော